Hello မမကလေးကတော်တော်ဖျားကြီးနေတာပဲကျွန်တော်ဆေးတလုံးထိုးပေးခဲ့ဟုတ်ကျွန်တော်ပေးထားတဲ့တောက်ဆေးလေးလည်းတခြားတိုက်လိုက်ပါမနေ့ပြန်လည်းဆေးကန်လာပြလိုက်နော် ဟုတ်ကဲ့ပါဆရာ ရေဝင်လေးတော့ဆက်ဦးထားပြီတကယ်လို့အဖျားမကြလို့ရှိရင်ခြေပက်လေးပါတိုက်ပေးလိုက်ပါ ကျေးဇူးတင်ပါတယ်နော်ဆရာ ရပါတယ်ဗျာညာကြီးမီမဲ့မီဖုံးဆက်တာနဲ့ကျွန်တော်တော်တော်လန့်သွားတာဖုန်းထဲမှာလည်းမဲ့မီရဲ့အတန်တုံပြီးတော့တော်တော်စိုးရိမ်နေဖြစ်လို့လေ ကျမလည်းခလေးကဖျားနေရဆိုဘာလို့လုံးလုံးမှမသိရနဲ့ဆရာစီကိုဖုန်းဆက်လိုက်တာပါ ကဲဒါဆိုဆရာပြန်မယ်ဟောပေးထားတဲ့ဆေးလေးကိုတခြားတိုက်လိုက်ပါနော်မနေ့ပြန်တော့ဆေးကန်ကိုတခြားလာပြလိုက်နော် ဟုတ်ကဲ့ပါဆရာ ကျွန်တော်လည်းပုံမှန်စားဟုတ်ပါဘူးဘယ်ဆိုတော့ ကာကူဆိုင်မှာနော်အဲ့ဆိုရင်မမခလေးနိုးလာလို့ရှိရင်ဆေးတောက်ပြီးတခုစားလို့ရအောင်သွားလုပ်လိုက်မယ်နော် မမကျေးဇူးတင်ပါတယ်နော်